တစ်ချက်လဲချင်းတစ်ခါသူမင်းရင်ကလို့မထမြောက်နိုင်လို့ပါချောင်းနာခြင်းဟာတင့်အတွက်ပင်ပန်းနွမ်းနေတာလောက်တင်မဟုတ်ပဲတွာလာရေးအကျော်မြင့်များပစ္စည်းလာတဲ့အချက်လက်ဖြစ်ပါတယ်သူကအကြာကြီးနာခြင်းမှုကိုတက်တောင့်တက်တာအောင်လုံးဝမကူတာပဲတီးခံနေခဲ့ပါတယ်အကြာကြီးတွာလာရေးအကျော်မြင့်ပစ္စည်းလာတဲ့အခါအာယုံကြောတွေထိခိုက်သွားပြီးနာခြင်းမှုကခါးကနေခြေထောက်ထိပြန့်သွားပါတယ်ဒါကြောင့်လဲလူများစုကအလုံနာရပြီးအမြဲမပြတ်နိုင်တဲ့အခြေအနေဖြစ်သွားကြပါတယ်အတုံးဆောင်ပညာရှင်များကအကြံပြုပေးကြပါတယ်အယိုးများတန်မာပြီးအစစ်များပြန်လဲကောင်းမွန်အောင်ဖြစ်စေရန်ကိုယ်ခန္ဓာအတွက်လိုအပ်သောအဆိပ်တောက်ကင်းသောအာဟာရဓာတ်များဖြစ်သော glucosamine mucin collagen နှင့် vitamin 3ကိုဖြည့်စွက်သုံးစွဲရန်လိုအပ်ပါတယ်ဤအာဟာရဓာတ်များသည်အစစ်ခွဲတားတာ cartilage ကိုပြန်လည်ဖွဲ့စည်းပေးပြီးယောဂတန်အနာတရားကိုလျှော့ချပေးပြီးအစစ်အမြင့်များလှုပ်ရှားနိုင်စွမ်းကိုမြင့်တင်ပေးသည်Denitrate သည်အစစ်နာသူများအတွက်အထူးသဖြင့်အသုံးအများဆုံးဖြစ်သောအထင်ရှားဆုံးအာဟာရဓာတ်များတစ်စုလုံးပါဝင်သောထုတ်ကုန်ဖြစ်ပြီးထိုင်းနိုင်ငံရှိမြန်မာလူမျိုးများအကြားအကြိုက်နှစ်သာရဖြင့်ယုံကြည်အသုံးပြုခံရသောထုတ်ကုန်ဖြစ်ပြီးအာနိတင်ဉာဏ်ဆန်ပြီးကြာရှည်ခံသည်ဈေးနှုန်းလည်းအကြောင်းရင်းရှိသောဖြစ်သည်နာကျင်မှုကတင့်နာကတ်ကိုဖျက်ဆီးသွားမစေပါနဲ့အချိန်မပြီးမီ Denitrate နဲ့တင့်အယိုးအစစ်တွေကိုကာကွယ်လိုက်ပါ